ဤဂျစ်ဘီရင်မှာကလီယိုပတ်ထရာရဲ့ထူးဆန်းစွာပြောင်းဆုံးနေတဲ့အုပ်ကူကိုရှာတွေ့တော့မှာလားနှစ်ထောင်ပေါင်းများစွာကြာပြီးတဲ့အထိကလီယိုပတ်ထရာရဲ့အုပ်ကူလုံးဝရှာမတွေ့နိုင်ပဲပျောက်ဆုံးနေခဲ့တာကသမိုင်းမှာထူးခြားအစမ်းကျယ်ဆုံးဖြစ်ရတစ်ခုပါကလီယိုပတ်ထရာဆိုတာဤဂျစ်ရဲ့နောက်ဆုံးသောဘုရင်မှာတာမန်ထက်ထူးခဲ့တဲ့စွမ်းရည်နဲ့ထက်မြက်တဲ့ဉာဏ်ရည်တွေပိုင်ဆိုင်ထားတဲ့အမျိုးသမီးတစ်ဦးပဲဖြစ်ပါတယ်သူမရဲ့တဘွားလုံးဟာနိုင်ငံရေးအရှုပ်ရှင်တွေအာဏာလုရက်မှုတွေကြပြားဆန်လုံးနဲ့ချစ်ချင်းတွေနဲ့လုံးချလင်းနေခဲ့ပြီးတော့နောက်ဆုံးသူမရဲ့ချစ်သူမတ်အန်တိုနီဘေးမှာလေးလျောက်တည်ဆုံရင်ဒရမာရုပ်ရှင်တကားလိုမျိုးပြီးပုံးကားချခံလိုက်ရပါတယ်။ဒါပေမဲ့သူမရဲ့သေခြင်းတရားဟာရာစုနှစ်ပေါင်းများစွာကြာတဲ့အထိမိစာမကုန်သေးတဲ့မိတိုင်လိုဗဟိနိတွေနဲ့အရှင်ပြင်းပြင်းတောက်လောင်နေခဲ့ပါတယ်။သူမရဲ့အုပ်ကူကထူးဆန်းစွာပျောက်ဆုံးသွားတာကြောင့်ပါပဲ။ဒီတော့ကလီယိုပတ်ထရာရဲ့အုပ်ကူကိုဘယ်မှာမြုပ်နှံထားတာလဲ။မကြခင်ရှာတွေ့တော့မှာလား။ဒီအကြောင်းတွေကိုဆက်မပြောရင်အခုလိုမျိုးစိတ်ဝင်စားစရာတွေကိုအမြဲတင်ဆက်ပေးနေကျမတို့ရဲ့ Knowledge Bank Channel လေးကို like and follow လေးလုပ်ထားပေးကြဖို့အရင်ဆုံးတောင်းဆိုလိုက်ပါတယ်။2002ခုနှစ်မှာဒိုမီနီကန်နိုင်ငံသားရှေးဟောင်းသုတေသနပညာရှင်ဒေါက်တာကက်သရင်းမာတင်နက်ကဒီရှေးဟောင်းစမ်းကြယ်မှုရဲ့နောက်ဆုံးအဖြေကိုရှာဖွေဖို့စတင်ခဲ့ပါတယ်။သူမဟာသုတေသနစူးစမ်းမှုတွေကနေတဆင့်ကလီယိုပတ်ထရာနဲ့မတ်အန်တိုနီတို့ရဲ့တင်ញိုင်းအုပ်ကူနှစ်ခုဟာအီဂျစ်နိုင်ငံအလက်ဇန်ဒရီးယားမြို့နားမှာရှိတဲ့တာဘိုဆိုင်ရက်မန်နာရှေးဟောင်းဘုရားကျောင်းမှာမြုပ်နှံထားတာဖြစ်နိုင်တယ်လို့ယူဆခဲ့ပါတယ်။ဒါကြောင့်လဲဆိုတော့ဒီဘုရားကျောင်းဟာဘဝကူးပြောင်းခြင်းကိုတာဝန်ယူတဲ့အီဂျစ်နယ်ဘုရားပိုဆိုင်ရက်အတွက်ဆောက်လုပ်လူရန်ထားတာဖြစ်တယ်လို့ကလီယိုပတ်ထရာရဲ့အီဂျစ်ယဉ်ကျေးမှုကိုတန်ဖိုးထားတဲ့စိတ်သူမကိုယ်သူမနယ်ဘုရားတစ်ပါးအဖြစ်ခံယူလိုတဲ့စိတ်တို့နဲ့အချိုးကျပေါင်းဆက်ပြီးဖြစ်ပေါ်နေတဲ့နေရာလေးဖြစ်တယ်ဆိုတာသိပ္ပံနည်းကျပြသနိုင်ခဲ့လို့ပါပဲ။ဒေါက်တာမာတင်နဲ့ရဲ့သုတေသနတွေကနေထူးထူးခြားခြားသဲလွန်စာတွေရှာတွေ့ခဲ့တာတော့အမှန်ပါပဲ။2022ခုနှစ်မှာသူမဦးဆောင်တဲ့ဖွဲ့ဟာဘုရားကျောင်းအောက်မှာ1305မီတာရှိတဲ့မြေအောက်လမ်းကျောင်းကိုတွေ့ရှိခဲ့ပါတယ်။ Geometry စမ်းကြယ်မှုလို့တင်စားရတဲ့ဒီမြေအောက်လမ်းကျောင်းဟာအဆုံးမှာတော့ပျောက်ကွယ်နေတဲ့ဂူသင်းញိုင်းစီကိုဥတီနေနိုင်တယ်လို့ယုံကြည်ခဲ့ကြပါတယ်။ဒါရင်မကသေးပါဘူးဒီလမ်းကျောင်းတစ်လျှောက်လုံးမှာသူမရဲ့ဖွဲ့ဟာရှေးဟောင်းအီဂျစ်တော်ဝင်အသုံးဆောင်တွေကိုလည်းရှာတွေ့ခဲ့ကြပါတယ်။ဒီထဲမှာကလီယိုပတ်ထရာရဲ့ရုပ်ပုံပါတယ်ဒင်္ဂါပြတွေစစ်တွင်းကာလတွေတုန်းကခေါင်းမပါတဲ့ရုပ်ထုတွေနဲ့မတ်အန်တိုနီရဲ့မျက်နှာလို့ထင်ရတဲ့စက်ကျင်ကြောင့်မျက်နှာဖုံးတွေလည်းပါပါတယ်။2024ခုနှစ်ဒီဇင်ဘာလမှာတွေ့ရှိခဲ့တဲ့အဖြူရောင်စက်ကျင်ကြောင့်ရုပ်ထုတစ်ခုကြောင့်တီးကြတဲ့သဲလွန်စာအသစ်တွေထပ်တိုးစေခဲ့ပါတယ်။ဒေါက်တာမာတင်နက်ကဒီရုပ်ထုဟာကလီယိုပတ်ထရာရဲ့ပုံတူဖြစ်နိုင်တယ်လို့အဆိုပြုခဲ့ပါတယ်။ဒါဟာကလီယိုပတ်ထရာနဲ့ပတ်သက်ပြီးပထမဆုံးပေါ်လာတဲ့အတိအကျဆုံးသောအဖြေပါပဲ။ဒါပေမဲ့လည်းရှင်းဟောင်းပညာရှင်တချို့ကတော့ဒီရုပ်ထုဟာစစ်တွင်းကာလတွေကတခြားအမျိုးသမီးတူဦးရဲ့ပုံတူလည်းဖြစ်နိုင်တာပဲဆိုပြီးတော့ညင်းဆိုလာကြတာကြောင့်အချင်းချင်းကြားညှိနှိုင်းစရာတွေပေါ်လာခဲ့ပါတယ်။သမိုင်းကြောင်းအရကလီယိုပတ်ထရာနဲ့မတ်အန်တိုနီတို့ဟာ30 BCE လောက်မှာအော်တိုဘီယန်ရဲ့အနိုင်ယူမှုကြောင့်အတူတကွအသေးခံခဲ့တာပဲဖြစ်ပါတယ်။ကလီယိုပတ်ထရာကမတ်အန်တိုနီနဲ့အတူတော်ဝင်တင်းချိုင်းတစ်ခုထဲမှာမြုပ်နှံလိုခဲ့တယ်ဆိုတဲ့ဗဇက်ရာဇဝင်တွေလည်းရှိခဲ့ပြီးတော့ဒါဟာသူတို့ရဲ့တေးအတူရှိမကွာချစ်ချင်းကိုလည်းကိုစားပြုတယ်လို့ဆိုပါတယ်။ဒါကြောင့်ပဲသူမရဲ့စမ်းကြယ်စွာပျောက်ဆုံးနေစေဖြစ်တဲ့ဂူသင်းချိုင်းတီနီယာဟာသမိုင်းပညာနဲ့ရှင်းဟောင်းပညာရက်တွေရဲ့အထိမခံရွှေပကံလိုအရေးတယူဖြစ်နေရတာပါပဲ။တာဘိုဆိုင်ရက်မန်နာဖျားเจ้าအောင်မှာရှေးဟောင်းလမ်းကြောင်းကိုရှာတွေ့ခဲ့တာဟာအထင်ကြီးရှာဖွေတွေ့ရှိမှုဖြစ်ခဲ့ပေမဲ့တကယ်တမ်းဂူသင်းညရဲ့တီနီယာသဲလွန်စားတွေအနေနဲ့တော့ဝေးကွာနေစေပါပဲဘလို့ပဲဖြစ်ဖြစ်ဒေါက်တာမာတင်နက်တို့အဖွဲ့ကတော့ကလီယိုပတ်ထရာရဲ့နောက်ဆုံးဂူသင်းညကိုရှာဖွေမယ်ဆိုတဲ့မျှော်လင့်ချက်တွေကိုထွေးပွေထားတော့မှာပဲသဲလွန်စားတွေကတဖြည်းဖြည်းနီးကပ်လာတယ်လို့ထင်ရပေမဲ့တကယ်ဂူသင်းညရဲ့တီနီယာဟုတ်ပါမလားဆိုတာကိုတော့ဘယ်သူမှအတိမပြုနိုင်သေးပါဘူးပရိသတ်ကြီးတို့ရောနှစ်ပေါင်းများစွာပျောက်ကွယ်နေတဲ့ကလီယိုပတ်ထရာရဲ့အုပ်ကူကိုရှာတွေ့နိုင်မယ်လို့ထင်မိရဲ့လားဆိုတာပြောပြပေးသွားကြပါအောင်နော်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်